ဆိုတော့သူကမအုံးတင်လေးကိုအချစ်ဆုံးမအုံးတင်လေးကိုချစ်တော့ခါကျတော့သူကမအုံးတင်စီကိုခဏသွားတယ်အဲ့ဒီတော်ကဆန်ဆက်ဝင်ကြီးတွေကနေပြီးတော့မှအုံးပင်စုရွာကိုပေါ့အဲ့လိုနဲ့မအုံးတင်စီကိုခဏလာတက်မှန်းလေးတီးရောအဲ့ဒီပြုတ်သွားတဲ့တကြီးဟောင်းရဲ့ပြီးရင်မအုံးတင်ရဲ့ရီးစားဟောင်းရဲ့ပြီးတော့ခါကျတော့နေပြီးတော့မှဦးမြကြီးစီမှာလေရီက300လောက်အစမတန်နဲ့အပေါင်ဆုံးခဲ့တဲ့မတရားမှုနဲ့ပေါ့နော်အပေါင်ဆုံးလို့စိတ်နာနေတဲ့ဦးဖိုးခရဲ့3ယောက်ပေါင်းပြီးတော့ဦးမြကြီးကိုတေချောင်းကျက်စီးတယ်တဲ့ဦးမြကြီးကမအုံးတင်အိမ်ကိုလာပြီးတော့မအုံးတင်လေးနဲ့အိမ်နေတော့မှအဲ့ခုနကတော့ကတကြီးပြုတ်သွားတဲ့ဖေးအောင်ရဲ့ခုနကတော့ကမအုံးတင်ရဲ့ရီးစားဟောင်းဘားတုတ်ရဲ့ပြီးတဲ့ခါကျလို့ရှိရင်အပေါင်ဆုံးဖိုးခရဲ့3ယောက်ကနေပြီးတော့မှထောင်ပြန်လူဆိုးစိန်လှကိုငှားပြီးတော့ခါကြတော့နေပြီးတော့မှတက်ခိုင်းနေတဲ့အဲ့ဒီမှာအဲ့ဒီစိန်လှနေပြီးတော့မှတက်လိုက်တာအဲ့ဒီအိယာထဲမှာတဲ့ဦးမြကြီးကပွဲချင်းပြီးတည်သွားတယ်တဲ့ဆိုတော့ခါကျတော့ဦးမြကြီးကအပေးကန်းရရောလို့ပတ်စံကြောင်းမလို့သာလူတွေကမပြောလို့နေရပေမဲ့သူ့ကိုမေတ္တာရှိတဲ့လူကတိတ်များဆဆမရှိလဲမရှိရောဘလို့ပဲပလိကစစ်စစ်အဲ့ဒီအမှုကမပေါ်လိုက်ဘူးဆိုတော့ခါကျတော့နောက်ဆုံးမှဦးမြကြီးကအဲ့လိုနီးနဲ့တည်သွားပါတယ်ရှင်ဆိုတော့ဒီနေ့ညတော့ဦးမြကြီးနဲ့ပဲနားလိုက်ကြရအောင်ရှင်ကျွန်မအိတ်ချိန်ရောက်သွားပြီမို့လို့ပါ Good night see you tomorrow